ဒီကောင်မလေးကအပေါ်ရန်ကြည့်ရင်တာမန်အလဲတန်းကျောင်းသူတယောက်လိုပဲထင်ရပေမဲ့သူ့မှာအရန်မိုက်တဲ့စွမ်းရည်တစ်ခုရှိပါတယ်အဲ့ဒါကတော့လူတွေရဲ့စိတ်ထဲကအတန်တွေကိုကြားနိုင်တာပါတကယ်တော့ကောင်မလေးဟာမတော်တဆထူးထူးဆန်းဆန်း short drama ဇလန်တစ်ပုတ်ထဲကိုရောက်သွားခဲ့တာဖြစ်ပြီးသူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်သူ့အနာကလူအလုံးကသူ့ပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာဟာသူ့ကိုကျေးဇူးကျွေးတင်အောင်လုပ်ပြီးနောက်မှကိုလိုချင်တာကိုပြန်ရယူဖို့ဖြစ်နေမှန်းသိလိုက်ရပါတယ်ကျောင်းကထွက်လာပြီးမကြခင်ပါပဲကစုံဦးရောက်တဲ့ဦးလေးတယောက်ကကျင်းကျင်းနာနာပြုံးပြပေမဲ့စိတ်ထဲမှာတော့ဒီကောင်မလေးရဲ့မိဘနှစ်ယောက်ဒီညမှာပောက်ကွဲမှုကြောင့်တည်သွားမယ်လို့တွက်ချက်နေပြီးအဲ့ဒီအခွင့်အရေးကိုအသုံးချကချမ်းသာတဲ့ရောက်ခမဖြစ်ဖို့ကြံစည်နေခဲ့ပါတယ်ဒီအတွေးတွေကိုကြားလိုက်ရတဲ့ကောင်မလေးဟာကြောက်လန့်ပြီးချက်ချင်းထွက်ပြေးသွားခဲ့တယ်ဒါပေမဲ့လမ်းကြားတစ်ခုထဲရောက်သွားချိန်မှာတော့စိုးသွန်းတဲ့ကောင်မလေးတစုကသူမကိုပိတ်ဆို့လိုက်ပါတယ်သူတို့ကနှုတ်ဖြစ်တော့ပတ်စံတောင်းပြီးစူပူချိန်မောင်းနေကြပေမဲ့စိတ်ထဲမှာတော့ညီမလေးအိမ်မပြန်တဲ့တော့အခုပြန်သွားရင်ပြတောင်းချက်မှမဟုတ်ဘူးလို့တွေးနေကြတာပါကောင်မလေးကတော့လုံးဝအံ့အားသင့်သွားခဲ့တယ်ဒါကအကြမ်းဖက်နည်းနဲ့ကဲတင်နေတာလားသူမကခံခတ်တွေလိုဖြစ်နေတဲ့ဒီလူအုပ်ကိုအတင်းတွန်းဖယ်ပြီးအိမ်ကိုအဆက်မပြတ်ဖုန်းခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်က gas pipeline ပောက်ကွဲသွားခဲ့ပါတယ်ကံကောင်းတာကမိဘနှစ်ယောက်အောက်ထပ်ရောက်နေချိန်မှာဖုန်းဝင်လာလို့ရက်ပြီးဖုန်းဖြေခဲ့တာကြောင့်တေဘေးကနေလွတ်မြောက်သွားခဲ့ကြပါတယ်ဒါပေမဲ့ကောင်မလေးရဲ့ဘဝကအေးချမ်းချမ်းမဖြစ်သေးပါဘူးမိသားစုကရောချင်းငွေရထားတဲ့ဆိုတဲ့သတင်းကိုကြားလိုက်တာနဲ့ဆွေမျိုးမျိုးရောက်လာကြပါတယ်ဒုတိယအမကတားရဲ့မင်္ဂလာဆောင်အတွက်တင်တောင်းကြည့်လိုချင်နေတယ်တတိယတော့ကတော့ပေါင်200လောက်ရှိတဲ့အိမ်ရတဲ့လဲနေတဲ့တားအတွက်စားဝတ်နေရေးစီတောင်းနေတယ်တယောက်ထက်တယောက်ပို့ပြီးရုပ်ဆိုးတဲ့လောဘတွေကိုပြတ်တနေကြပါတယ်ကောင်မလေးကတော့အာမနာတဲ့စကားနည်းနည်းလေးနဲ့ပဲပြန်လုပ်ပြန်လိုက်ရသူတို့အားလုံးအဆက်ရပြီးမျက်နှာနေကုန်ကြတယ်အရေးကြီးတဲ့အချိန်မှာတော့မိခင်ဖြစ်သူကရေရဲဝုန်းဝုန်းရှိထွက်လာပြီးဒီလိုခင်းနှောက်ကြတဲ့ဆွေမျိုးတွေကိုအိမ်ထဲကနေတိုက်ရိုက်မောင်းထုတ်လိုက်ပါတယ်နောက်ပိုင်းမှာတော့ကောင်မလေးဟာမိုးရှောင်ရွှဲဆိုတဲ့တငယ်ချင်းအစ်တယောက်နဲ့တွေ့ဆုံခဲ့ပါတယ်ကျောင်းသွားရလမ်းမှာလည်းမူလဇလန်တွေကအတုံးချခံဇက်ကောင်အမတယောက်နဲ့တွေ့ခဲ့ပါတယ်မူလဇလန်အရအဲ့ဒီအမရဲ့မွေးစားမိဘတွေဟာမြေယာအငင်းပွားမှုကြောင့်အိမ်ယာဖွံ့ဖြိုးရေးသမားတွေရဲ့ထောင်ချောက်ဆင်မှုကိုခံရပြီးလူတက်မှုနဲ့ဆွဆွဲခံရကထောင်နှစ်ဆက်ကြခံရမှာဖြစ်ပါတယ်ပြီးရင်သူတို့ကကောင်မလေးကိုမွေးစားမယ်အဲ့ဒီနောက်ကောင်မလေးဟာအနိုင်ကျင့်နှိမ့်ဆက်မှုမျိုးစုံကိုခံစားရမှာဖြစ်ပါတယ်ရိုးသားလုံးနဲ့ကြမ်းဦးလေးနဲ့ကြမ်းတော်ကိုကြည့်ပြီးကောင်မလေးကဇလန်အတိုင်းဆက်မသွားတော့ဘူးဆုံးဖြတ်လိုက်ပါတယ်လူတွေရဲ့စိတ်ထဲကအတန်တွေကိုကြားနိုင်တဲ့အတွက်ဒီလူတက်ထောင်ချောက်ကိုသူမဝင်ဆွတ်ဖက်ဖို့ဆုံးဖြတ်လိုက်တယ်သူမကကြမ်းဦးလေးကိုအင်အားနဲ့မရင်ဆိုင်ဖို့အကြံပေးပြီးရှိနေငါဖို့ရဲတိုင်ဖို့နဲ့ဥပဒေကိုအသုံးပြုပြီးမတရားမှုကိုတိုက်ဖျက်ဖို့ပြောခဲ့ပါတယ်ပဝင်းကျင်ကလူတွေရဲ့ကံကြမ္မာတွေတဖြည်းဖြည်းပြောင်းလဲလာတာကိုမြင်ရတဲ့အခါကောင်မလေးဟာအလုံးပျော်ရွှင်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲသူမနားလည်သွားတာကမူလဇလန်တွေကလူအမြဲအနိုင်ကျင့်ခံရတဲ့အတုံးချစက်ကောင်ဖြစ်မနေနိုင်တော့ဘူးဆိုတာပါဒီတစ်ခါတော့သူမရဲ့ကံကြမ္မာကိုကိုယ်တိုင်ထိန်းချုပ်ပြီးဒီအတိတ်ပဲမရှိတဲ့ဇလန်ကိုပြန်ရေးသားတော့မှာဖြစ်ပါတယ်